ma yo ni sha tu kali ye đi sau cô lâu người u yao ye ye đàn sông mê nó mê am nghe nè yo ge le đi mau mê loa ya reတွေ့ရတာအတော်ကြာပြီပေါ့လေသူအလွန်ပြေဖို့ပူဇော်ပြုလိုက်မယ်စာလွားတွေကိုရေပို့နေလေကိုအဖို့တော့ဒီအလွန်လေးကဖြစ်မပြေအစင်နာပဲသူကလေးအတွက်အလွန်စိတ်တွေဝေလာခဲ့